ဒီဘက်က smartphone တော်တော်များများကတော့ feature တွေလည်းစုံတယ်လို့ quality ကလည်းတော်တော်လေးကိုကောင်းလာကြပါတယ်ဒါပေမဲ့ဖုန်းတစ်မျိုးနဲ့တစ်မျိုးမှာတော့ပါဝင်ကြတဲ့ feature တွေကမတူကြပါဘူးဒီနေ့မှာတော့ Xiaomi smartphone တွေမှာပဲတွေ့ရပြီးအခြားဖုန်းတွေမှာမပါတဲ့ feature လေးတွေကိုပြောပြပေးချင်ပါတယ်IR Blaster TV Aircon Projector စတဲ့အိမ်သုံးပစ္စည်းမှန်သမျှကိုထိန်းချုပ်လို့ရတဲ့ Universal Remote Control က Xiaomi မှာဆိုရင် flagship ကနေ budget အစုံ model အကုန်လုံးမှာပါပါတယ်တခြား brand တွေမှာဆိုရင်တော့ Vivo Oppo တို့စီက budget model တွေမှာပါတွေ့ရပါတော့တယ်နှစ် YouTube background playback function ဒီဘက်ကပဲဖုန်းမဆို YouTube ကို screen ပိတ်ပြီးသုံးကျင်တယ်တချင်နားထောင်ကျင်တယ်ဆိုရင်တော့လုံးဝမဖြစ်နိုင်ပါဘူးဒါပေမဲ့ Xiaomi မှာဆိုရင်တော့တပ်ပါတီ application တစ်ခုထည့်စရာမလိုပဲနဲ့ Voodoo ဖောက်ပေါက်ခြင်းပါပါတယ်3 Magic Display Xiaomi 70 Pro နဲ့ Pro Max မှာစပါလာတဲ့အနောက်ဘက်က display ဟာဆိုရင် smartphone တွေမှာမတွေ့ရတာအတော်လေးကိုကြားခဲ့ပါပြီအရင်တုန်းက brand အချို့လည်းလိုက်လို့ကြဘူးပေမဲ့ဒီလို certification မြင့်တဲ့ display မျိုးကအခုမှပထမဆုံးဖြစ်ပါတယ်Leica Seamless Lens Xiaomi ဖုန်းတစ်လုံးမှာပဲရတဲ့ Leica Authentic Color ဟာဆိုရင်ကင်မရာချစ်သူတွေကြားထဲမှာတော်တော်လေးကို crazy ဖြစ်ကြတဲ့ color တစ်မျိုးဖြစ်ပါတယ်ဒါဟာ Leica company က Xiaomi တူဦးတဲ့နဲ့တီးသက် collaboration မျိုးလုပ်ထားတာဖြစ်တဲ့အတွက်အခြား brand တွေမှာဒီ color ကိုရဖို့မဖြစ်နိုင်သေးဘူးလို့ပြောရပါမယ်အရင်တော့ Huawei နဲ့ Leica ကပေါက်ထုတ်ဘူးပေမဲ့အမျိုးမျိုးသောအကြောင်းအရာတွေကြောင့်လက်တွဲဖြုတ်ပယ်ကြတာဖြစ်ပါတယ်